ဒီကနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုဝါခေါင်လာပြီကျော်4ရက်2021ခု8လပိုင်း26ရက်နနက်ခင်းခါကာလမှာတက္ကကြီးဦးထေးအောင်တက္ကမကြီးဒေါ်ချိုအောင်စိုးမိုးမိသားစုဟောမျိုးက20ရက်8လ2021ခုနှစ်ကကွယ်လွန်သွားတဲ့သူတို့ရဲ့ဦးလေးဖြစ်တဲ့တက္ကကြီးဦးအောင်ပူရည်စူးပြီးတော့ရက်လေစွမ်းများကပ်ပြီးတော့တရားနာကြနော်အဲ့တော့ဘုံဘုံတို့ကွယ်လွန်သူကိုအကြောင်းပြုပြီးတော့ပြုရတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ဘာပြောရရှိလဲဆိုတော့တေခြင်းတရားနဲ့ပတ်သက်ပြီးတော့ပြောခြင်းပါတယ်။ဘာလို့တေခြင်းတရားနဲ့ပတ်သက်ပြီးတော့ပြောခြင်းတာတော့ဆိုတော့တေခြင်းတရားဆိုတာလူတိုင်းနဲ့ပတ်သက်ဆက်ဆက်နေလို့နော်။အခုကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေသာလေတေခြင်းတရားနဲ့ပတ်သက်ဆက်ဆက်နေတာမဟုတ်ဘူး။မတေကြသေးတဲ့ပုဂ္ဂိုလ်တွေလည်းပဲတစ်ချိန်မှာတေကြရမှာဖြစ်တဲ့အတွက်ကြောင့်တေခြင်းတရားနဲ့ပတ်သက်နေတယ်တေခြင်းတရားနဲ့ကိုယ်နဲ့ဟာဘလောက်ထိတသားတည်းကြာနေတယ်လဲဘလောက်ထိတေခြင်းတရားဟာအတွင်းသဘောဆန်နေတယ်လဲဆိုတာကိုနားလည်ဖို့လိုတယ်နော်ဘုံဘုံတွေးကြည့်တယ်တေခြင်းဒီပင်လဲကိုယ်ပဲကိုယ်ဒီပင်လဲတေခြင်းပဲလို့တခါတလေအဲ့ဒါလောက်ထိတောင်စဉ်းစားကြည့်တဲ့တေကြရမှာပဲလေအဲ့ဒါလောက်ပတ်သက်ဆက်ဆက်နေတဲ့ဒီတေခြင်းတရားကိုလူတိုင်းစိတ်ဝင်စားတဲ့နေဘာလို့လို့တော့ဆိုတော့ကိုယ်နဲ့ဓာတ်ရိုက်ပတ်သက်နေလို့သူ့ကိုစိတ်ဝင်စားဘူးဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဘာမှသိမှာမဟုတ်ဘူးဘာမှနားလည်မှာမဟုတ်အဲ့ဒါလိုတေခြင်းတရားနဲ့ပတ်သက်ပြီးဘာမှမသိဘူးဘာမှနားမလည်ဘူးဆိုရင်တေခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒီလိုဟာတေခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်နိုင်စွမ်းရှိပါမလားဘယ်ရှိမတော့ဘာမှသိအောင်နားလည်အောင်မလုပ်မထားပဲနဲ့ဟုတ်လားဒါကြောင့်ဘုံဘုံတို့တွေဟာသူနဲ့တွေ့လာတဲ့အခါမှာအစဉ်ပြေပြေရင်ဆိုင်နိုင်ဖို့မတွေ့ခင်တည်းကစပြီးတော့သူ့ရဲ့အကြောင်းကိုနားလည်အောင်သိအောင်လုပ်ထားတဲ့နဲ့ဒီနေရာဖြစ်သူ့ကိုထဲထဲဝင်ဝင်သဘောပေါက်အောင်ဘုံဘုံတို့ဟာလေ့လာထားတဲ့နဲ့ပေါ့နော်ဟုတ်တော့သိခြင်းကအလွန်လည်းအရေးကြီးတယ်ဘာလို့အရေးကြီးတယ်လို့ပြောရလဲတေခြင်းကောင်းမှဘဝကောင်းကိုရနိုင်တာတေခြင်းဆိုးရင်ဘဝဆိုးကိုပဲရမှာဒါကြောင့်တေခြင်းတရားနဲ့တွေ့လာတဲ့အခါမှာစွတ်စွတ်ဝါမဖြစ်အောင်ကောင်းကောင်းမွန်မွန်ဖြစ်အောင်တေခြင်းတရားကိုမတွေ့ခင်တည်းကစပြီးတော့အများကြီးနားလည်အောင်ကြိုးစားတဲ့အဲ့ဒါဒီနေ့အဲ့ဒီတေခြင်းတရားနဲ့ပတ်သက်ပြီးတော့ပြောမှာနော်တေခြင်းကို၃မျိုးရှိတယ်လို့ကျမ်းဂန်တွေထဲမှာဖော်ပြထားတာတွေရှိတယ်ဘုဟုတုဒ္ဒနည်းနည်းမှတ်ကြည့်မယ်နော်တေခြင်းတရား၃မျိုးတဲ့ခဏိကမရဏသမုဒိမရဏသမုတ်စေရမရဏဒါလေးကတော်တော်နားလည်စရာကောင်းတယ်ခဏိကမရဏဆိုတာဘာပြောတာတုံးဆိုတော့ယုံနာတို့ရဲ့တခဏတိုင်းတခဏတိုင်းပြီးဆုံးလိုက်နေမှုအခုဖြစ်လာတယ်အခုပဲအဲ့ဒါမရှိတော့ဘူးနောက်ထပ်အသစ်ဖြစ်လာတယ်ဟာအဲ့ဒါမရှိတော့ပြန်ဘူးအခုငှက်တန်လေးကြားနေတယ်ပြီးပျောက်ပဲကြားပြီးပျောက်သွားတယ်နောက်ထပ်အသစ်ထပ်ကြားလာအသစ်ထပ်ဖြစ်နေတာဟုတ်လားအဲ့ဒီဖြစ်တိုင်းတော့ရုပ်တွေနန်းနေဒါငှက်တန်ဆိုရင်ငှက်ရဲ့အတန်ရုပ်တတ်ပေါ့နော်ကိုယ့်ရဲ့သောတာပတ္တာရနဲ့တိုက်မိလို့တွေ့မိလို့အတန်လေးပဲလို့သိတယ်ငှက်တန်လေးပဲလို့သိတယ်တာယာလေးပဲလို့သိတယ်ခံစားရတယ်အဲ့ဒါဘာတော့နန္ဒတ်ပေါ့အဲ့ဒီယုတ်တနန္ဒတ်တွေအတွဲလိုက်တော့ဖြစ်ပေါ်လာတယ်ပြီးတော့ဘယ်မှရှာလို့မတွေ့တော့ဘူးပျောက်ကွယ်သွားတယ်အဲ့လိုယုတ်တနန္ဒရဲ့စင်ဆက်မပြတ်ဖြစ်ပေါ်ပြီးတော့ပျောက်ကွယ်လိုက်နေမှုကိုခဏိကမရဏလို့ခေါ်တယ်တခဏတိုင်းသေနေတာဒါကြောင့်ဘုန်းဘုရားစောတော်ကပြောတာလေ
တေချင်းတည်ပင်လင်ကိုပဲကိုတည်ပင်လင်တေချင်းပဲဆိုတာကိုနားလည်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီခရိကမရဏကိုဘုံဘုံတို့ကျွမ်းကျွမ်းကျင်ကျင်နော်ထဲထဲဝင်ဝင်သိအောင်လုံးမထားဘူးဆိုရင်တကယ်တဘဝရဲ့အပြီးဆုံးတေချင်းတရားနဲ့တွေ့ရင်ပို့ပြီးတော့ကြောက်ရွံ့လိမ့်မယ်ထိတ်လန့်လိမ့်မယ်ဟုတ်လားဒါကြောင့်တေချင်း 3 မျိုးတွေကနံပါတ် 1ခဏိကမရဏကိုနားလည်ရမယ်နော်ရုပ်တည်နံနေရဲ့ဖြစ်ပေါ်လာပြီးတိုင်းတောက်လျှောက်ပျောက်ကွယ်လိုက်နေမှုကိုပါခေါ်တော့ခဏိကမရဏနောက်ဒုတိယတေခြင်းတရားကသမုဒိမရဏသမုဒိမရဏဆိုတာဖြစ်ပေါ်လာတဲ့တတ္တဝါတွေရဲ့တဘဝတာပြီးဆုံးသွားမှုကောင်းတယ်ပဲပြောပြောဆိုးတယ်ပဲပြောပြောနော်ဘဝမှာအရာတော်တယ်ပဲပြောပြောမရဘူးပဲပြောပြောဘဝရဲ့လို့ရပြီးရင်နောက်ဆုံးဘာဖြစ်ကြမှာတော့ပျက်စီးကြရမှာနော်ကျမာတွေရောနတ်တွေရောလူတွေရောအိဆန်တွေရောအပေပုံသားတွေအကုန်လုံးဖြစ်ပေါ်လာတဲ့မြတ်တတ္တဝါတွေဟာမသေးဘူးမပြတ်ဘူးဆိုတာမရှိဘူးဇာတတမရဏနော်နတ္ထိဇာတတအမရဏနော်မွေးဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာမရှိဘူးအဲ့လိုတဘဝတစ်ခါသေရတဲ့အသေးတဘဝတစ်ခါပြည့်ရတဲ့အပြည့်အဲ့ဒါကိုဘာခေါ်တော့ဆိုတော့သမုဒိမရဏအသစ်ပင်တွေဘာတွေသေသွားတယ်ဆိုတဲ့အသုံးလုံးလေဒီတဲကိုပဲထည့်တယ်ဟုတ်လားဒါပေမဲ့အရေးကြီးတာကသမုဒိမရဏနဲ့ပတ်သက်ပြီးတော့ဘာဝနာလဲရမှာတော့တတ္တဝါတွေရဲ့တဘဝအပိတယမှုဟုတ်လားနောက်ဦးဇင်းတို့တတိယမြောက်မရဏတရားကဘာလဲဆိုတော့သမုတ်စေရမရဏသမုတ်စေရဆိုတာအပြီးအပိုင်အပြီးအပြတ်အကျွင်းအကြံမရှိမရဏဆိုတာသိတာအဲ့ဒါကဘာကိုပြောတာတုံးဆိုတော့ယဟန္တာအရှင်မြတ်တို့ရဲ့နောက်ဆုံးသုတိအနေထားလေးကိုပြောတာပြိဋိဘံစံတယ်ဆိုတာအဲ့ဒါပဲဟုတ်လားမြတ်စွာဘုရားကျတော့ပြိဋိဘံစံတယ်ယဟန္တာရှင်မြတ်တွေပြိဋိဘံစံတယ်လို့သုံးတယ်လေဟုတ်လားအငိမ့်ကြီးငိမ့်သွားတာနောက်ထပ်ရုပ်အသစ်နာမ်အသစ်ထပ်ပြီးတော့မဖြစ်တော့ဘူးတကယ်ကိုသေဆုံးသွားတာသေတယ်ဆိုတဲ့စကားနဲ့တွဲလိုက်တော့လူတွေကကြိုက်ချင်မှကြိုက်မယ်နော်အမှန်ကငြိမ်းသွားတာဘုံဘုံတို့ရုပ်တည်နံနေစင်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာနော်မီးစာရှိလို့မီးတောက်ကြီးတောက်နေတဲ့သဘောမီးတောက်နေတယ်နောက်ထပ်လည်းမီးစာထပ်ထည့်တယ်မီးကဆက်တောက်တယ်အခုဘုံဘုံတို့ဖြစ်ပေါ်နေတာအဲ့ဒီတိုင်းသွားနေတာမီးစာထည့်တယ်မီးတောက်နေတယ်ဟုတ်လားယဟန္တာဖြစ်သွားတယ်ဆိုတော့အဖြစ်တုံဆိုတော့အဲ့ဒီမီးတောက်ငြိမ်းသွားတာနော်ယဟန္တာပုဂ္ဂိုလ်တို့ရဲ့သုတိနောက်ဆုံးသိဆုံးခြင်းဟာအဲ့ဒါပါခေါ်တော့သမုတ်စေတာမရဏဒါဘုံဘုံတို့အခုတလောခုကာလမှာဘုရားဘာသာဝင်တွေရုပ်ဖတ်ပူဇော်ရတဲ့ယရဏတုတ်ရှိတယ်လေဟုတ်လားအဲ့ဒီယရဏတုတ်ထဲမှာတန်ခါဂုံကြီးကိုပြတယ်နောက်ဆုံးသားလေးမှာခိနံပုရဏနဝနတ္ထိတံမောရတယ်မို့လားအဲ့ဒီဂါထာလေးကိုတိတိကျကျလေ့လာကြည့်ရင်အဲ့ယဟန္တာပုဂ္ဂိုလ်တို့ရဲ့အနေအထားကိုပြောတာနော်ခိနံပုရဏအဟောင်းတွေလည်းကုံသွားပြီနဝနတ္ထိတံမောအတိတ်ကလည်းထပ်ပြီးတော့မဖြစ်ဘူးဝိရဒစိတ်တယတိကေဘဝသမိန်နောင်လာမဲ့ဘဝတွေရဲ့ပုံမှာလည်းတွေ့တာမဲ့မောတယ်ဆိုတဲ့စိတ်ကလည်းမရှိတော့ဘူးခိနံပုရဏနဝနတ္ထိတံမောဝိရဒစိတ်တယတိကေဘဝသမိန်တိခိနဗီဇာအဝိရုံလိသန္တာနိဗ္ဗန္တိတိရာယထေယံပရိဘောတဲ့ဟောထွန်းထားတဲ့စီမီလေးမီးစာရောစီရောကုံလို့ငြိမ့်သွားတယ်နောက်ထပ်ပြီးတော့မီးမတောက်တော့ဘူးနိဗ္ဗန္တိတိရာနော်အရဟတမညာအရဟတဖို့ညာရသည်အထိပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအငြိမ့်ကြီးငြိမ့်သွားတယ်အပီးကြီးပြီးသွားတယ်အဲ့ဒါကိုပြောတယ်နော်အဲ့ဒါဘာတော့သမုတ်စေတာမရဏအဲ့ဒါဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ထားရမယ်မရဏပေါ့နော်မရဏဆိုတိုင်းကြောက်ရမှာမဟုတ်ဘူးနော်ဟုတ်လားအဲ့ဒါမရဏဘယ်နှမျိုးပြောတော့3မျိုးဒါအလွန်ကိုနားလည်ထားတဲ့သဘာဝတရားတွေဟုတ်လားနံပါတ်1ခဏိကမရဏယုံနံတို့ရဲ့စင်ဆက်မပြတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောဖြစ်ပေါ်လာတိုင်းဖြစ်ပေါ်လာတိုင်းပြီးဆုံးလိုက်နေတဲ့သဘောခဏိကမရဏနော်နောက်နံပါတ်2သမုဒိမရဏတတ္တဝါတို့ရဲ့တဘောဝအပိတတ်ရတဲ့သဘောဟုတ်လားပြီးတော့ဗါတော့သမုတ်စေရမရဏယဟန္တာရှင်မြတ်တို့ရဲ့နောက်ဆုံးသုတိနော်ပြိဋိဘံစံတဲ့သဘောဟုတ်လားအဲ့ဒါဘုံဘုံတို့ဒီမှာဒီနေ့ဦးစားပေးပြီးတော့ပြောမှာအဲ့ဒီသမုဒိမရဏကိုပြောမှာနော်ဘာဖို့လို့တော့သူ့ကိုဘုံဘုံတို့ကကောင်းကောင်းအဆုံးတတ်နိုင်မှဘုံဘုံတို့ရဲ့နော်လာမယ့်အနာဂတ်ဘဝဟာ
အခြေအနေကောင်းမှာဟုတ်လားဒါကြောင့်မို့လို့သမုဒိမရဏအကြောင်းကိုဦးစားပေးပြီးတော့ပြောရမယ်နော်သူကအရေးကြီးဆုံးပဲတကယ်တမ်းသမုဒိမရဏဘာလို့အရေးကြီးတော့နော်ကောင်းကောင်းမသေးနိုင်ရင်ကောင်းတဲ့ဘဝကိုမရောက်နိုင်ဘူးကိုကဘဝတန်တရားကိုဆက်ရအောင်ပါကိုသမုဒ္ဒေရမရဏနဲ့အပိတ္တမဲ့အနေအထားမျိုးကိုကအဝေးကြီးရှိသေးတာဟုတ်လားအဲ့တော့ဘဝတန်တရားဆက်ရမယ်ဆိုလို့ရှိရင်ဆိုးတဲ့ဘဝဆက်ရတာနဲ့ဆိုင်ကောင်းတဲ့ဘဝဆက်ရတာအများကြီးအခြေအနေပို့ပြီးတော့မတာဘူးလားတာတယ်နော်ဒါမှသာလျှင် तू ကပို့ပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်တဲ့မြင့်အောင်ကြိုးပမ်းအားထုတ်နိုင်မှာအိုးဟုတ်လားဒါကြောင့်မို့လို့ဘဝကောင်းကိုရဖို့ဆိုရင်ဒီဘဝရဲ့အဆုံးသတ်ကလေးကောင်းဖို့အရေးကြီးတယ်ပေါ့နော်ဒီဘဝရဲ့အဆုံးသတ်မကောင်းဘူးဆိုရင်ဘဝကောင်းကိုမရနိုင်ဘူးဟုတ်လားဒါကြောင့်မို့လို့ဒီဘဝရဲ့အဆုံးသတ်ကလေးကိုဘုံဘုံတို့ကကောင်းအောင်လုပ်ရမယ်အဲ့ဒါလည်းပဲတုံးတန်ယုံဉာဏ်ပညာနဲ့တုံးတန်ယုံအည်အသွေးနဲ့ဒီဘဝရဲ့အဆုံးသတ်လေးကိုကောင်းအောင်လုပ်နိုင်ဖို့ကသိမလွယ်ဘူးလို့ထင်တယ်ဟုတ်လားအခုလို့တော့တေခြင်းတရားဆိုတာကြီးကစိတ်ချမ်းသာတဲ့အနေအထားကြီးမှမဟုတ်ပဲကိုလက်တွေ့ကြရစဉ်းစားကြည့်နော်သိတော့မယ်ဆိုတော့ဟုတ်လားကိုပိုင်ဆိုင်တယ်မြကိုနဲ့ပတ်သက်တယ်မြချစ်ရခင်ရတဲ့အရာတွေအလုံးနောက်ဆုံးကိုရဲ့အချစ်ဆုံးခင်ဆုံးဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကိုပဲအပိသက်ထားကြရတော့မယ်ဆိုတဲ့အဲ့ဒီအနေအထားကြီးကဒါစိတ်ချမ်းသာတဲ့အနေအထားမဟုတ်ဘူးစိတ်ဆင်းရဲတဲ့အနေအထားကြီးပဲတကယ်ကဟုတ်တယ်မဟုတ်လားပျက်စီးမှုဆိုတာတတ္တဝါတွေကတော့တဏှာလောဘမျက်စိနဲ့ပဲကြည်နေကြတာဆိုတော့ပျက်စီးမှုကဒီပုထုဇဉ်တတ္တဝါတွေအတွက်ကတော့စိတ်ဆင်းရဲတဲ့ကိစ္စကြီးပဲခုစိတ်ကူးနဲ့ကိုပိုင်ဆိုင်ထားတာမပျက်စီးသွားတယ်ဆုံးရှုံးသွားတယ်လို့လောက်ကြည့်ပါလားစိတ်ထဲဘာဖြစ်မလို့ထိခိုက်တာပေါ့နော်စိတ်ဆင်းရဲတယ်မကျေနပ်ဘူးစိတ်တိုတယ်ဟုတ်လားဥစ္စာပျက်စီးတာပဲဖြစ်ဖြစ်ကိုဘေးကကိုချစ်တဲ့လူတွေပျက်စီးတာပဲဖြစ်ဖြစ်ဘယ်ပျက်စီးမှုမှဘုံဘုံတို့တွေဟာမရခြင်းမှုမလိုခြင်းမှုမတွေ့လို့ဘူးမကြုံလို့ဘူးမပျက်စီးအောင်ပဲကြိုးစားနေတယ်ဒါအပေါ်ယံပျက်စီးမှုလေးတွေကိုတောင်အဲ့ဒါလောက်ဘုံဘုံတို့ကလက်မခံနိုင်ဘူးဆိုရင်တော့တဘောကပြီးရတဲ့သေဆုံးခြင်းဆိုတာအကုန်ပြတ်သွားတာဟုတ်လားဒါကြောင့်မဆိုအခုချိန်မှာကိုကငွေ300ချမ်းသာတယ်ဥပမာပြောတာပါ350လောက်နော်အလူခံရတယ်ဒါမှမဟုတ်ပျက်စီးသွားတယ်ပျောက်သွားတယ်ဘယ်လိုခံစားရမလဲဒါကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေရဲ့တဝက်ကိုဆုံးရှုံးတာကိုမှအလုံးကိုထိခိုက်သွားတာပေါ့နော်အကုန်လုံးဆုံးရှုံးမယ်ဆိုရင်ဘယ်လိုတော့ပို့ဆိုးမယ်ပေါ့နော်တီဗီဆိုတဲ့အခါနဲ့အဲ့ဒီအခြေအနေနဲ့ရှင်းကြည့်လိုက်တီဗီဆိုတော့ပိုင်ဆိုင်မှုတွေအကုန်လုံးပဲပတ်သက်မှုတွေလည်းအကုန်လုံးပဲတဘဝလုံးနော်ငါလို့လှုပ်ထားတဲ့မြငါဟာလို့လှုပ်ထားတဲ့မြအကုန်လုံးဘာဖြစ်သွားတော့ပြီးသွားပျက်စီးသွားပြီအဲ့တော့အဲ့ဒီအခြေအနေကြီးကိုပုထုသင်တွေကြောက်မယ်ဆိုရင်လည်းပဲအပေါ်ယံကြည့်ရင်အော်ဒါကြောက်เสียအနေအထားကြီးပဲဆိုတာကြီးကတော့ပြောရင်ဒါကစိတ်ချမ်းသာတဲ့ကိစ္စကြီးမဟုတ်တာတော့သိကြတယ်အဲ့ဒါကြောင့်မလို့တေဂာနီးမှာစိတ်ချမ်းသာနဲ့သိနိုင်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုပြောတာသူ့ရဲ့အခြေအနေကြီးကွာစားချမ်းသာတဲ့အခြေအနေကြီးမဟုတ်ဘူးဆင်းရဲစရာအခြေအနေကြီးအစာတည်းအစာကွာနားလည်မှုတွေမြင့်မြင့်မားမားလုပ်ပြီးတော့ဒါအတွက်အများကြီးကြိုတင်ပြင်ဆင်ထားမှသာလင်သိခြင်းတရားကိုချမ်းသာရှင်းဆိုင်နိုင်မှာဟုတ်တယ်မဟုတ်လားအဲ့ဒီအချက်ကိုဘုံဘုံတို့ကဒါအဓိကပြောရမှာနော်သမုဒိမရဏလို့ဆိုတဲ့တဘောအပီးရတဲ့ဒီသိခြင်းတရားအရေးကြီးပါတယ်ဆိုတာဒါကိုကြည့်ပြီးတော့အရေးကြီးတယ်လို့ပြောတာနော်ဒါကြောင့်အသေးကောင်းအောင်လုပ်ဖို့အရေးကြီးတယ်အသေးမဆိုးဖို့အရေးကြီးတယ်အသေးမဆိုးဖို့ဆိုရင်လည်းဒီကနေ့မှချမ်းသာဖို့လိုတယ်နော်အများစုကသေတော့မလို့သိရင်ဘာဖြစ်ကြတာပဲများတော့ငိုရတာပဲများတယ်မကယ်နိုင်ကြတော့ဘူးလားလို့ပြောတဲ့လူပဲများတယ်ဟုတ်လားမျက်နှာငယ်ပြီးတော့နော်ကြာတော့မျက်ရည်ရှိတဲ့မျက်လုံးနဲ့ပဲပတ်ဝန်းကျင်ကိုကြည့်နေတာပဲများတယ်ဟုတ်တယ်မဟုတ်လားဘာလို့တော့ဆင်းရဲပြီလေသူဒါကိုလက်မခံနိုင်ဘူးဟုတ်လားဒါကြောင့်တေဂာနီးမှာဆင်းရဲရင်ဆင်းရဲတည်မယ်ဆင်းရဲတည်ရင်ဆင်းရဲတဲ့ဘဝကိုရောက်မယ်ဒါကြောင့်တေဂာနီးမှာဘုန်းတို့ချမ်းသာဖို့လိုတယ်အသေးကောင်းကျင်တယ်ဆိုရင်တေဂာနီးမှာဘာလုပ်ဖို့လိုတော့ချမ်းသာဖို့လိုတယ်အဲ့လိုဆိုရင်တေဂာနီးမှာတော့ဆင်းရဲတရားအနေအထားကြီးနဲ့တွေ့လာတဲ့ဒီသေခြင်းတရားနဲ့တွေ့လာတဲ့အခါမှာချမ်းသာအောင်ဘယ်လိုလုပ်မလို့တော့အလုံးစုံကိုတည်တော်မူတဲ့မြတ်စွာဘုရားကမလွဲနိုင်တဲ့နည်းကိုပေးခဲ့ပြီးသားတကယ်တမ်းကဟုတ်လားအလွန်စိတ်ဆင်းရဲတရားကောင်းတဲ့အဲ့ဒီအခြေအနေကြီးနဲ့တွေ့တဲ့အခါမှာစိတ်မဆင်းရဲဘဲနဲ့စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့ဓမ္မပဒပါဠိတော်မှာကာထာလေးတော့ရှိတယ်အဲ့ဒီကပိုင်းဖြတ်ပြီးတော့ပဲဘုံပြောလိုက်ပါမယ်လေပုံဉ္ဇဉ်ဒုက္ခံဇီဝိတသင်္ခယံပြီးနော်
ဇီဝိတသင်္ခယံပြီးအသက်ကုန်ခါနီးမှာဝါတေခါနီးကာလမှာပုံညာကုသိုလ်ကောင်းမှုသည်ဝါကုသိုလ်ကောင်းမှုရှိသူသည်ဒုက္ခချမ်းသာတယ်ဟောနော်တေခါနီးမှာကောင်းမှုရှိတဲ့လူတွေကချမ်းသာတယ်ကုသိုလ်ဆိုတာတေခါနီးမှာအလွန်ချမ်းသာတဲ့တရားတယ်အဲ့ဒီစကားကိုကြည့်လိုက်တော့ဦးသိန်းရဲ့ကုသိုလ်ကတေခါနီးမှာပဲချမ်းသာတာလားမသေးခင်ရောမချမ်းသာဘူးလားမေးရရှိတယ်အမှန်ကမသေးခင်လည်းချမ်းသာတယ်ပြုတ်လိုက်တော့ကလည်းချမ်းသာတယ်ပြန်တွေးမိရင်လည်းချမ်းသာတယ်အကျိုးရလက်ထွက်လာတဲ့အချိန်မှာလည်းချမ်းသာတယ်ကုသိုလ်ဆိုတာသို့တော့ဘာကြောင့်ပုံညာဒုက္ခဇီဝိတသင်္ခယံပြီးကောင်းမှုတွေတေခါနီးမှာချမ်းသာတယ်လို့တေခါနီးမှာဆိုတဲ့ဝိသေသနာစကားနဲ့ပြောရတယ်လေဒါကတော့ဘုံဘုံတွေးမိတာလေးကိုဘုံဘုံပြောကြည့်နေတာပေါ့နော်မသေးခင်မှာတော့လူတွေကနော်ကိုယ်အာယုံနဲ့ကိုယ်အတွေးနဲ့ကိုယ်စိတ်ထဲမှာအသီးသီးကိုချမ်းသာမဲ့ထင်တဲ့အနေအထားလေးတွေနဲ့နေကြတာဆိုတော့ကောင်းမှုရဲ့တော့ချမ်းသာနိုင်စွမ်းကောင်းမှုကိုအားကိုးတဲ့စိတ်အဲ့ဒါကတိတ်ပြီးတော့မထင်ရှားသလိုပဲပေါ့ဟုတ်လားစိတ်ကလေတေခါနီးကြတော့တသက်လုံးကိုမြတ်နိုးခဲ့တဲ့ကိုတန်ဖိုးထားခဲ့တဲ့ကိုကောင်းတယ်လို့ထင်တဲ့အရာတွေကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုပေးနိုင်တဲ့အရာတွေဘာမှမရှိတော့ဘူးလေအဲ့ဒီအချိန်မှာအကုန်လုံးပြီးသွားပြီဟုတ်လားအဲ့ဒီအချိန်ကြတော့တသက်လုံးကိုယ်ကိုစိတ်ချမ်းသာအောင်လုပ်ခဲ့တဲ့အရာတွေကတေခါနီးမှာသူတို့အစွမ်းတုံးသွားပြီဟုတ်လားမသေးခင်မှာတော့ဆိုရပါစို့ဖုန်းကလက်တွေ့လေးတွေအလွန်ပြောရင်သိလားပိုက်ဆံတွေအများကြီးရှိရယ်ထီပေါက်လိုက်တဲ့ခိုင်ဆိုကြပါစို့ဟာအရန်ကိုချမ်းသာတယ်စိတ်ကဟောဆိုဒီပတ်စံတွေကကိုယ်ကိုချမ်းသာအောင်လှုပ်လိုက်ပြီဟုတ်လားကိုယ်ဖြစ်ချင်တာလေးအဆင်ပြေသွားတယ်ဖြစ်သွားတယ်အရန်ကိုချမ်းသာပြီဒါမသေးခင်မို့လို့ကသူကချမ်းသာသေးနေတာနေတော့မို့လို့တာသေခြင်းနဲ့တွေ့လာတဲ့အခါမှာတနည်းအားဖြင့်သေခါနီးမှာအဲ့ဒီအရာတွေကကိုယ်ကိုချမ်းသာစေနိုင်အောင်မလားဒါစဉ်းစားကြည့်အဲ့ချိန်ကျသူတို့အစွမ်းတုံးနေတာကိုတွေ့ရလိမ့်မယ်ဟုတ်တယ်မဟုတ်လားကိုင်း1000ခွဲထီကြီးပေါက်လိုက်လဲပဲနောက်တနာရီလောက်နေရင်သေမယ်ဆိုတဲ့လူကဝမ်းသာမှာလားဘာမှသူမှမသုံးရတော့ပဲလေဟုတ်တယ်မဟုတ်လားဒါသဘောကိုပြောပြတာနော်ဒါကြောင့်မသေးခင်မှာကိုယ်ကိုစိတ်ချမ်းသာစေတဲ့အရာတွေကတေခါနီးမှာအကုန်စွမ်းတုံးကုန်ပြီလောကီကိစ္စတွေကိုပြောတာနော်ကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူးဟောတေခါနီးမှာစဉ်းစားလိုက်ရင်အော်သူပဲအားကိုးရာရှိတော့တယ်ဆိုတာကထင်ရှားလာဟုတ်လားဒါကြောင့်မြတ်စွာဘုရားတေခါနီးမှာကောင်းမှုကချမ်းသာတယ်လို့ဟောတာဖြစ်မှာပဲလို့ဒါဘုံဘုံစိတ်နဲ့တွေးကြည့်တာပေါ့နော်အလွန်လည်းပဲဒါကတေကြတဲ့ကိစ္စပေါ့ဟုတ်လားဒါကြောင့်ဘုံဘုံတို့နော်အသေးကောင်းခြင်းနဲ့အသေးမဆိုးခြင်းဘူးကောင်းတဲ့ဘဝကိုရခြင်းနဲ့တဖြည်းဖြည်းနဲ့အဆင့်မြင့်သွားခြင်းနဲ့ဆိုရင်အသေးကောင်းဖို့လိုတယ်အသေးကောင်းခြင်းနဲ့ဆိုရင်တေခါနီးမှာချမ်းသာဖို့လိုတယ်တေခါနီးမှာချမ်းသာခြင်းနဲ့ဆိုရင်မသေးခင်ကစွမ်းအားရှိတဲ့မြတ်နော်ဘယ်ကုသိုလ်လို့ကိုမရွေးတော့ပဲနဲ့နော်အခွင့်တင်တိုင်းအခါတင်တိုင်းအကြောင်းတင်တိုင်းကုသိုလ်ကောင်းမှုမျိုးစုံပြုလုပ်နေဖို့လိုအပ်တယ်ပေါ့ဟုတ်လားဒါနပြုခွင့်ကြုံလာဒါနပြုလိုက်မယ်တောင်းရလာတယ်ပေးလိုက်မယ်ဟုတ်လားစိတ်ထဲပေးခြင်းသိပေါက်လာတယ်ပေးလိုက်မယ်လိုအပ်နေတယ်ဖြည့်လိုက်မယ်ဟောဒီသဘောမျိုးဟုတ်လားသီလကတော့သူကအချိန်မရွေးဘူးနော်သီလကြတော့သူကအမြဲတမ်းဖြူစင်အောင်ကြိုးစားရမယ်နော်ဘာဝနာပွားများတဲ့ပွားများတိုက်တဲ့အချိန်ဘာဝနာပွားများရမယ်ဘာဝနာလည်းပွားများတဲ့အချိန်ပဲတကယ်တမ်းကတော့ကိုယ်တန်ဝေကအားလျော်ဆိုတာနော်အချိန်သတ်မှတ်နေစရာမလိုပါဘူးဟုတ်လားအဲ့တော့ပြောရင်တာပါတော့တေခါနီးမှာချမ်းသာခြင်းတယ်ဆိုလို့ချင်းမြတ်စွာဘုရားမလွဲနိုင်တဲ့အဖြေထုတ်ထားပြီးသားအဲ့ဒါကပါတော့ကောင်းမှုတည်တေခါနီးမှာချမ်းသာတယ်ဆိုတဲ့ဒေသနာတော့ပဲဟုတ်လားဒါကြောင့်ကောင်းမှုကိုဘုံဘုံတို့အားကိုးရမယ်မသေးခင်မှာတော့ကောင်းတာတွေအများကြီးပြုထားခြင်းတည်တေခါနီးမှာကိုကိုချမ်းသာအောင်ကြိုတင်ပြင်ဆင်ထားရရောက်တယ်ဆိုတာကိုနားလည်ဖို့ဟုတ်လားနောက်တစ်ခုဘုံဘုံတို့ဓာတ်ရိုက်မြတ်စွာဘုရားကအသေးကောင်းခြင်းတယ်ဆိုရင်ဘယ်လိုလုပ်မလို့နိဗ္ဗာန်ထားတာလေးတစ်ခုရှိတယ်ဒါလေးလည်းနှိမ့်ချုပ်ပြီးတော့ပြောပြမယ်နော်ဒီနေ့ကတော့သေခြင်းနဲ့ပတ်သက်ပြီးတော့ပဲဘုံဘုံတို့နော်ပြောနေတဲ့စကားဆိုတော့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်သူကိုဟောတာတော့ဆိုတော့အနာတပင်တထေးကြီးကိုမြတ်စွာဘုရားဟောတာဒါရိုက်အဲ့ဒီဒေသနာမှာအသေးကောင်းခြင်းဘယ်လိုလုပ်ရမလဲဆိုတာဟောထားတာရှိစိတ်တွေကပတိအရခိတိကာယကမ္မံပိအရခိတံဟောတိဝစီကမ္မံပိအရခိတံဟောတိမနောကမ္မံပိအရခိတံဟောတိတခါကြီးတဲ့ဒီနေ့တခါကြီးရဲ့အကြောင်းကိုဥပုံဆောင်လာတာကိုအဲ့ဒီအချိန်မှာမြတ်စွာဘုရားသူ့ကိုဟောတာတခါကြီးတဲ့စိတ်ကိုမစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာကာယကံဝစီကံမနောကံကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့ဟောပုံလေးနော်စိတ်ကိုမစောင့်ရှောက်တဲ့လူတွေကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးတဲ့ဘုံဘအနှစ်ချုပ်လေးပဲပြောမှာဟုတ်လားအဲ့ဒါလိုကာယကံဝစီကံမနောကံကံသုံးပါးကိုမစောင့်ရှောက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကံသုံးပါးသည်ရာဂဒေါသမောဟအစရှိတဲ့မိုးရီတို့ဖြင့်ဆွတ်သွားမယ်တဲ့
နော်ကာယကံဝစီကံမနောကံကိုမဆောင်ရှောက်ရင်ကာယကံဝစီကံမနောကံကိလေသာဖြင့်ဆွတ်ဆွတ်မယ်တဲ့ဟုတ်လားအဲ့လိုဆွတ်ဆွတ်ပြီးဆိုလို့ရှိရင်အဲ့ဒီကာယကံဝစီကံမနောကံပုတ်ဆွေးသွားလိမ့်မယ်တဲ့နော်ဆွတ်ဆွတ်ပြီးဆိုရင်ဘာဖြစ်မလဲပုတ်ဆွေးသွားမယ်တဲ့ဟုတ်တယ်ပြင်ဘက်ကရုပ်တဘာဝဝတ္ထုတွေကိုလည်းကြည့်လိုက်ဆွတ်ဆွတ်ဖန်များလာလို့ရှိရင်ကြာရင်ဘာဖြစ်သွားတော့ဆွေးသွားတာဟုတ်လားပျက်စီးလွယ်တာပေါ့နော်ခုလည်းဒီမှာမြတ်စွာဘုရားတခါကြီးစိတ်ကိုမစောင့်ရှောက်ရင်ကံသုံးပါးကိုစောင့်ရှောက်ရမရောက်ဘူးကံသုံးပါးကိုမစောင့်ရှောက်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကံသုံးပါးဆွတ်ဆွတ်မယ်ဆွတ်ဆွတ်ပြီးဆိုရင်ဘာဖြစ်မှာတော့ပုတ်ဆွေးမယ်တဲ့သူ့ရဲ့ကံသုံးပါးပုတ်ဆွေးတယ်ဆိုတာဒုစရိုက်မှုတွေနဲ့နေတာကိုပြောတာမဟုတ်တာတွေလုပ်တယ်မကောင်းတာတွေပြောတယ်မတင်တော်တာတွေတွေးတယ်ဟုတ်လားအဲ့ဒါဆိုရင်သူ့ကံသုံးပါးဘာဖြစ်ပြီတော့ပုတ်ဆွေးနေပြီသူ့ဘဝကိုပုတ်ဆွေးမှုနဲ့ဖြတ်တန်းနေတာပေါ့ဘုံဘုံတို့ဘဝမှာနေကြတယ်ဆိုတာဒီကံသုံးပါးနဲ့ပဲနေကြတာဟုတ်လှုပ်ချင်းလုံမယ်မလှုပ်ရင်ပြောမယ်တခါလေအလုပ်ကိုပြောပါတွေးချနေတာလည်းရှိတယ်တေချာတာတော့စိတ်ထဲကဘာတွေရဲ့ကြိုးကင်နေတာတော့အတွေးတွေကကြိုးကင်နေတယ်ကံသုံးပါးနဲ့ဘုံဘုံတို့ဘဝကိုဖြတ်တန်းနေတာဟုတ်လားအဲ့ဒါတကယ်လို့စိတ်မဆောင်တဲ့လူဟာအဲ့ဒီကံသုံးပါးကိုသူစောင့်ရှောက်ရမရဘူးကံသုံးပါးမစောင့်ရှောက်ရင်လောဘဒေါသမောဟတွေဖြစ်မဲ့လူကျင်တာတွေမကျေနပ်တာတွေမတိမှုတွေတွေးမှုတွေနဲ့ပဲသွားနေမယ်ဒါဆွတ်တယ်ဟုတ်လားဆွတ်ဗံများလာရင်ဘာဖြစ်သွားမှာတော့ပုတ်ဆွေးတော့မှာတတ်မယ်ခိုးမယ်ဟာဒီထိရောက်ချင်းလဲရောက်သွားမယ်နော်လိမ်မယ်ညာမယ်ဂုံးတိုက်မယ်လှည့်ပြားမယ်ဒီထိလဲရောက်သွားရင်ရောက်သွားမယ်ဟုတ်လားအဲ့လိုမျိုးပုတ်ဆွေးတဲ့ကာယကံဝစီကံမနောကံနဲ့ချင်းကုန်နေမယ်ဆိုရင်ဘာပြောတော့နောက်ဆုံးနော်ကာယကံမေတတ္တပုတိကာယကမ္မန္တပုတိဝစီကမ္မန္တပုတိမနောကမ္မန္တနဗတ္တကံမရဏဟောတိနဗတ္တိကာကာလကိရိယာနော်ပုတ်ဆွေးတဲ့ကာယကံဝစီကံမနောကံရှိတဲ့ပုဂ္ဂိုလ်တွေရဲ့သေခြင်းဟာကောင်းသောသေခြင်းမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ကွယ်လွန်ခြင်းဟာကောင်းသောကွယ်လွန်ခြင်းမဟုတ်ဘူးတဲ့ဆိုလိုတာကအသေးဆိုးတော့မယ်ပေါ့နော်ကောင်းသောသေခြင်းဖြင့် तू မသေနိုင်ဘူးကောင်းသောကွယ်လွန်ခြင်းဖြင့် तू မကွယ်လွန်နိုင်ဘူးတဲ့အဲ့တော့မြတ်စွာဘုရားဥမာဘယ်လိုပေးတော့ဆိုတော့အိမ်တအိမ်မှာခေါင်းကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်နော်မိုးရဲ့အထိပ်ဖြားကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့အချင်းရနေတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအကားတွေတိုင်းတွေထုတ်ရောက်တိုင်းမြဘာလို့မှစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဆိုအမိုးမှမလုံမဲ့ဘူးဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီထုတ်ရောက်တိုင်းများတွေအကားတွေအချင်းရနေတွေတိုင်းတွေအကုန်လုံးဟာမိုးရေဖြင့်ဆွတ်မယ်ပြီးရင်ဘာဖြစ်သွားမလို့ပုတ်ဆွေးမယ်ပြီးရင်ဒီအိမ်ကြီးဟာယိုလဲသွားမယ်ဒါမျိုးဆိုတော့ပေးတဲ့ဥမာနော်ဒါကြောင့်အသေးမဆိုးခြင်းဘူးဆိုလို့ရှိရင်ကိုယ်စိတ်ကိုဘာလို့ဖို့လို့တော့စောင့်ရှောက်ဖို့လိုတယ်ပေါ့စိတ်ကိုမစောင့်ရှောက်ရင်ကံသုံးပါးစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမစောင့်ရှောက်ဘူးဆိုရင်ဘာလို့ဆွတ်မယ်ဆွတ်ပြီးဆိုရင်ပုတ်ဆွေးမယ်ပုတ်ဆွေးပြီးဆိုရင်ပျက်စီးတဲ့အခါမှာကောင်းသောပျက်စီးခြင်းမဖြစ်တော့ဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုကာကွယ်စောင့်ရှောက်ထားမှကံသုံးပါးကိုစောင့်ရှောက်ရအောင်နော်ကံသုံးပါးစောင့်ရှောက်ထားမှကံသုံးပါးဟာမဆွတ်မှမပုတ်ဆွေးမှမပုတ်ဆွေးဘူးဆိုလို့ရှိရင်ကံသုံးပါးမပုတ်ဆွေးတဲ့ပုဂ္ဂိုလ်ရဲ့နေခြင်းဟာအလွန်ကောင်းတယ်နော်နေခြင်းကောင်းလို့ရှိရင်သူ့ရဲ့သေဆုံးခြင်းသူ့ရဲ့ကွယ်လွန်ခြင်းဟာနော်ပတ္တကံမရဏဟောတိနော်သေဆုံးခြင်းဟာကောင်းတယ်နော်ကွယ်လွန်ခြင်းဟာကောင်းတယ်အဲ့တော့ဒီဒေသနာလေးထဲမှာဘုန်းဘုန်းတို့ဘာလို့တွေ့ရတော့ဆိုရင်အနှစ်ချုပ်ကလေးကနော်အသေးကောင်းခြင်းတယ်ဆိုရင်စိတ်ကိုကာကွယ်ဆောင်ရှောက်ဖို့စိတ်ကိုကာကွယ်ဆောင်ရှောက်မှုမပြုနိုင်ဘူးဆိုရင်အသေးမကောင်းနိုင်ဘူးဆိုတာကိုအနှစ်ချုပ်တွေ့ရတယ်ပေါ့နော်အဲ့ဒါလို့ဆိုလို့ရှိရင်ဘုံဘုံရဲ့တော့စိတ်ကိုဘာနဲ့ကာကွယ်ဆောင်ရှောက်မလို့ဒါလေးကဏိကုံးရုပ်ကလေးဒီဥစ္စာလေးလည်းမှတ်ရမယ်နော်ကိုကအသေးကောင်းဖို့ကြိုးစားခြင်းတာအသေးမဆိုးဖို့ကြိုးစားခြင်းတာအနာဂတ်ကိုအရှိကြည့်ပြီးတော့ကိုကနော်ကိုရည်မှန်းချက်နဲ့ကိုရဲ့မျှော်မှန်းချက်နဲ့အတိပ္ပယ်ရှိသွားခြင်းတာဆိုရင်ဒီဥစ္စာနားလည်ထားမှရမယ်နော်အဲ့တော့ကိုယ်စိတ်ကိုဘာနဲ့စောင့်ရှောက်မတော့လို့မေးတတိနဲ့စောင့်ရှောက်ရမယ်ဟုတ်လားဘာနဲ့စောင့်ရှောက်တော့တတိနဲ့စောင့်ရှောက်ရမယ်တတိဆိုတာဖြစ်နေတာကိုသိတဲ့သဘောလေးပဲနော်တတိဆိုတာဘာလို့ဖြစ်နေတာကိုသိတဲ့သဘောလေးပဲရုပ်တည်ဖြစ်နေတာကိုသိလို့ရှင်ဒါကာယ ानु ပဒနာသတိပဋ္ဌာန်နဲ့အကျုံးဝင်သွားတာခံစားမှုဖြစ်တာတွေကိုသိနေလို့ရှင်ဝေဒနာ ानु ပဒနာတွေကိုအကျုံးဝင်သွားတာဟုတ်လားကိုယ်စိတ်ဓာတ်တွေကိုယ်စိတ်တွေရဲ့အဆင့်အနှိမ့်အမြင့်သဘောတဘာဝတွေကိုသိမယ်ဆိုရင်ဒါစိတ်ဓာတ် ानु ပဒနာတွေကိုအကျုံးဝင်သွားတာမြင်မှုကြားမှုတွေးတော်မှုအစရှိတဲ့လက်ယုံနဲ့အနုသိတ္တဘာဝလေးတွေကိုသိနေမယ်ဆိုရင်တော့ဓမ္မ ानु ပဒနာတွေကိုအကျုံးဝင်သွားတာပြောရရင်စိတ်ကိုဘာနဲ့စောင့်ရှောက်မလဲလို့မေးရင်တတိနဲ့စောင့်ရှောက်ရမယ်တတိထားပြီးတော့စိတ်ကိုစောင့်ရှောက်ရမယ်အဲ့လိုဆိုရင်တတိကဘယ်မှာထားရမှာတုံးလို့မေးရင်တလုံးနဲ့နှိမ့်ချုပ်ပြောရင်တော့တတိကကိုယ်ခန္ဓာကိုယ်ပေါ်မှာပဲကိုထားရမယ်ဟုတ်လား
ကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတဲ့အရာပုံမှာမလုပ်မယ်သတိထားမယ်ဆိုလိုတာကသတိပဋ္ဌာန်တရားပွားများမယ်ပေါ့ဟုတ်လားအဲ့ဒါသတိပဋ္ဌာန်တရားပွားများပြီးတော့သတိထားနိုင်မယ်ဆိုလို့ရှိရင်ဒါစိတ်ကိုစောင့်ရှောက်ပြီးသားဖြစ်သွားတယ်အဲ့တော့ဘုံဘုံတို့ဒီနေ့မှာစောင့်ရှောက်တယ်ဆိုတဲ့စကားလုံးလေးကိုအခြေခံကြားကြတွေးကြည့်ဒီကြောင်းဝင်းကိုစောင့်ရှောက်ထားတယ်ဆိုရင်ဗာလေအုတ်တိုင်းခတ်ထားတယ်တကားတွေဘာတွေတတ်ထားတယ်ခိုင်ခိုင်ခန့်ခန့်ဟုတ်လားရန်သူတွေမဝင်အောင်လို့ကိုယ်ဒုက္ခပေးမဲ့အရာတွေမဝင်အောင်လို့လှုပ်ထားတာကိုစောင့်ရှောက်တယ်လို့ခေါ်တာ။ဟုတ်လားဟဲအသားသမီးလေးကိုစောင့်ရှောက်လိုက်ပါဦးမင်းတူလေးကိုစောင့်ရှောက်လိုက်ပါဦးဒါပါတော့သူ့ကိုမဟုတ်တဲ့လူတွေနဲ့မပေါင်းမိအောင်နော်သူ့အမှားယွင်းမရှိအောင်သူ့ဒုက္ခမရောက်အောင်သူ့ကိုကောင်းအောင်လုပ်ပေးလိုက်ပါလို့ပြောတာတော့စောင့်ရှောက်တယ်ဆိုတာအကျဉ်းမြင့်အတိတ်ပဲနှစ်မျိုးလို့ဘုံဘုံတွေးမိတယ်မကောင်းတာမဖြစ်အောင်လုပ်တာရဲ့ကောင်းတာဖြစ်အောင်လုပ်တာရဲ့ကိုစောင့်ရှောက်တယ်လို့ခေါ်တာနောက်ကိုသားသမီးလေးတွေကိုမြေးလေးတွေနော်စောင့်ရှောက်ထားတယ်မလုပ်တာတော့မဟုတ်တာမဖြစ်အောင်လုပ်ပေးမယ်ဟုတ်လားဟုတ်တာတွေကောင်းတာတွေဖြစ်အောင်လဲလုပ်ပေးအောင်မယ်မဟုတ်တာမဖြစ်အောင်လုပ်ရုံနဲ့စောင့်ရှောက်မှုကမပြည့်စုံသေးဘူးကောင်းအောင်လဲဘာလုပ်ပေးရမလို့လုပ်ပေးရအောင်မယ်အဲ့ဒါမှမိဘတို့ရဲ့ဝတ္တရားဟုတ်လားဆရာသမားတို့ရဲ့ဝတ္တရားကြည်ပြုံတယ်လို့ဆိုတယ်ဒါမှစောင့်ရှောက်ထားရရောက်မှာဟုတ်လားအဲ့လိုပဲဘုံဘုံတို့စိတ်ကိုစောင့်ရှောက်တယ်ဆိုတာဘာတော့မကောင်းတာမဖြစ်အောင်လုပ်တာကောင်းတာဖြစ်အောင်လုပ်တာဟုတ်တယ်မဟုတ်လားဒါပဲเนาะအဓိကเนาะမကောင်းမှုရှောင်ကောင်းမှုရှောင်ဖြစ်အောင်စိတ်ကိုထားဒီထဲသွားပြီးတော့အကျုံးဝင်သွားပြန်ပြီဟုတ်လားမကောင်းတာမဖြစ်အောင်လုပ်တာကောင်းတာဖြစ်အောင်လုပ်တာကိုဘာခေါ်တော့စောင့်ရှောက်တယ်လို့ခေါ်တာဟုတ်လားအဲ့လိုဆိုရင်တတိထားတဲ့အချိန်မှာမကောင်းတာမဖြစ်အောင်လုပ်ရရောက်မရောက်ကောင်းတာဖြစ်အောင်လုပ်ရရောက်မရောက်စီစစ်ကြည့်လိုက်တတိဟာစောင့်ရှောက်တတ်တဲ့တရားဟုတ်မဟုတ်ဆိုတာထင်ရှားလာလိမ့်မယ်ဟုတ်လားတတိထားတယ်ဆိုကြပါစို့ဘုံဘုံတို့ဝင်လေထွက်လေလေးမှတ်တယ်ဒါမှမဟုတ်ခန္ဓာမှာထင်ရှားတာလေးကိုသိပြီးတော့နေတယ်ဟုတ်လားအဲ့ဒီအချိန်မှာစိတ်ကိုဒုက္ခပေးမဲ့အန္တရာယ်ပြုမဲ့နော်ຢာကဒေါသမောဟအစရှိတဲ့ညှဉ်းနှွမ်းစေတဲ့ပူပန်စေတဲ့ဆင်းရဲစေတဲ့တရားတွေဟာစိတ်နာကိုတီလို့မရအောင်စိတ်ထဲကိုဝင်လို့မရအောင်မကောင်းတာမဖြစ်အောင်စောင့်ရှောက်တယ်ဆိုတော့အဲ့ဒါပဲတတိရှိနေတဲ့အချိန်မှာစိတ်ရဲ့အန္တရာယ်တွေစိတ်ရဲ့ရန်သူတွေစိတ်ကိုဒုက္ခပေးမဲ့အရာတွေဝင်လို့ကိုမရဟုတ်လားဒါစိတ်ကတတိယစောင့်ရှောက်ရေးတာဝန်ယူမယူဆိုတာကိုလက်တွေ့ဘုံဘုံကပြောပြတာဟုတ်လားကိုတတိလေးနဲ့နေတဲ့တရားလေးအားထုတ်နေတယ်လုံခြုံနေတဲ့ဒီစိတ်ကလေးကဘာအန္တရာယ်မှမဖြစ်ဘူးမကောင်းတာမဖြစ်ုံနေမဲလားဆိုတော့မဟုတ်ဟိုဘက်မှာကောင်းတာတွေကလည်းတပြိုင်နက်တည်းမှာဖြစ်နေသေးတယ်ဘာတွေဖြစ်နေတော့ဝရိယဓာတ်တွေဖြစ်တယ်ဒီတတိလေးဖြစ်တယ်ဆိုတာလကားဖြစ်တာမဟုတ်ဘူးဝရိယနဲ့ကြိုးစားနေလို့ဖြစ်တာဟုတ်လားတည်ငြိမ်မှုဆိုတဲ့တမာတိအထိုက်လျောက်ဖြစ်နေတယ်ရုပ်တည်နေရဲ့သဘောကိုသိမြန်းသိလာမယ်အနိစ္စကိုမြန်သိမယ်ဒုက္ခကိုမြန်သိမယ်အနတ္တကိုမြန်သိမယ်ဆိုရင်ဝိပဿနာပညာဆိုတဲ့တန်ဖိုးဖြတ်လို့မရတဲ့ကောင်းတာတွေဖြစ်နေသေးတယ်ဟုတ်လားနောက်ဆုံးတတိအားကြီးလို့ရှိရင်မဉ္ဇဉ်ဖူဉ္ဇဉ်လည်းပဲဒီတတိသမารိပညာတို့ရဲ့အစွမ်းကြောင့်ရရမှာပဲလေဟုတ်လားအဲ့တော့ဒါကဘာလဲဆိုတော့တစ်ဖက်မှာလည်းပဲတန်ဖိုးဖြတ်လို့မရတဲ့ကောင်းမြတ်တဲ့အရှိအသွေးတွေဖြစ်ပေါ်အောင်တတိဟာဘာလုပ်နေတော့လှုပ်ပေးနေတယ်တာဝန်ပဲနှစ်ခုတော့နှစ်ခုပေါ့နော်မကောင်းတာမဖြစ်အောင်သူတာဝန်ယူတယ်ကောင်းတာဖြစ်အောင်လည်းသူတာဝန်ယူတယ်ဘယ်သူတုံးသူဆိုတာတတိဟုတ်လားအဲ့ဒီလိုလေးနေတာကိုပဲကိုယ်စိတ်ကိုဖြူအောင်ကြိုးစားနေတယ်လို့လည်းဆိုနိုင်သေးတာပဲဒါကြောင့်ဟိုတုန်းကဘုံဘုံတို့မြတ်ဖရာအစုံမနဲ့တတိအစွမ်းဆိုပြီးတော့တရားကောင်းတွေလေးတက်ပြီးတော့ဟောခဲ့ဘူးတာရှိတယ်အဲ့ဒါကိုတော့အမှတ်ရသေးတယ်မြတ်ဖရာအစုံမနဲ့တတိအစွမ်းနဲ့မြတ်ဖရာအစုံမဆိုတာအနှစ်ချုပ်လိုက်ရင်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားပဲဟုတ်လားမကောင်းတာရှောင်ရတယ်ဆိုတာသူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲနဲ့တွေ့မှာဆိုလို့ကောင်းတာဆောင်ရတယ်ဆိုတာသူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခနဲ့ပြည့်စုံခြင်းလို့စိတ်ကိုဖြူအောင်ထားရတယ်ဆိုတာစိတ်ဖြူမှသိနိုင်မြင်နိုင်စွမ်းမြင်တာနောက်ဆုံးနိဗ္ဗာန်ကိုတောင်စိတ်ဖြူမှမြင်နိုင်တာမှုလို့မကောင်းမှုကိုရှောင်ရတာကောင်းမှုကိုဆောင်ရတာစိတ်ကိုဖြူအောင်ထားရတာအဲ့လိုဆိုရင်အဲ့ဒီကြီးမားတဲ့အရေးပါတဲ့တာဝန်ကြီး၃ရပ်ကိုနော်ဘယ်သူနဲ့ဘုံဘုံတို့ထမ်းဆောင်ကြမလဲလို့မြင်တတိနဲ့ပဲထမ်းဆောင်ရမှာအဲ့ဒီတတိကအဲ့ဒီမှာအစွမ်း၃ချက်ထွက်တယ်ပေါ့နော်မကောင်းမှုကိုရှောင်ကျဉ်နိုင်စွမ်းကောင်းမှုကိုဆောင်ရွက်နိုင်စွမ်းစိတ်ကိုဖြူအောင်ထားနိုင်စွမ်းအဲ့ဒီတရားလေးတောင်ရှာပြီးတော့နားကြည့်ဟုတ်လားအခုဒီမှာဘုံဘုံတို့အနှစ်ချုပ်ပြီးတော့ပြောတာနော်စိတ်ကိုမဆောင်ရှောက်လို့ရှိရင်ကံသုံးပါးမဆောင်ရှောက်ရရောက်တဲ့အတွက်ကြောင့်ကံသုံးပါးဆွတ်ပြီးတော့ကံသုံးပါးပုတ်ဆွေးပြီးတော့ကောင်းသောသေခြင်းဖြင့်မသေးရဘူးကောင်းသောကွယ်လွန်ခြင်းဖြင့်မကွယ်လွန်ရဘူးနော်အိမ်အမိုးမကောင်းရင်အကုန်လုံးပျက်စီးသွားတယ်လို့မျိုးလို့မြတ်စွာဘုရားဥမာပေးတယ်ဟုတ်လားဒါကြောင့်စိတ်ကိုပါလောက်ရမလို့စောင့်ရှောက်ရမယ်ဘာနဲ့စောင့်ရှောက်မလို့တတိနဲ့စောင့်ရှောက်ရမယ်တတိနဲ့ဘလို့စောင့်ရှောက်ရမှာတော့ထင်ရှားဖြစ်ပေါ်နေတဲ့ယုံ nant တဘာဝတရားတွေရဲ့အပေါ်မှာအမှတ်ထားပြီးတော့အတိအမှတ်ပြုပြီးတော့
ဟုတ်လားတနည်းအားဖြင့်ရှုမှတ်နေပြီးတော့ရှုတယ်ဆိုတာကြည်တာပြောတာပဲလေဟုတ်လားဒါလေးဖြစ်သွားတယ်ဒါပဲသူ့ကိုဘာမှဘုံဘုံတို့ကအကောင်းဆိုးမဝေဖန်ဘူးမတုံ့ပြန်ဘူးဖြစ်နေတာလေးကိုပဲအတိမတ်ပြီးတော့နောက်ထပ်တစ်ခုကဖြစ်နေပြန်ပြီထပ်သိသွားမယ်ဒီတိုင်းသွားမယ်ပေါ့နော်အဲ့ဒါဘာလို့တဲ့ခေါ်တာတော့တတိထားတယ်ခေါ်တာဟုတ်လားအဲ့ဒါလို့တတိထားလို့ရှိရင်ကိုကာဝယ်စောင့်ရှောက်ပြီးသားဖြစ်တယ်အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်တယ်အဲ့ဒီနည်းနဲ့သွားမယ်ဆိုရင်ဘုံဘုံတို့ကဘဝမှာအနေအကောင်းဆုံးနေခြင်းဖြင့်ဒါနေနေရမရောက်ဘူးလားရောက်တယ်အကောင်းဆုံးနေခြင်းဖြင့်နေနေရင်အကောင်းဆုံးသိခြင်းဖြင့်သိရမှာပဲအကောင်းဆုံးသိခြင်းဖြင့်သိမယ်ချမ်းချမ်းသာသာသိမယ်ဆိုတော့ကောင်းတဲ့ဘဝရောက်မယ်ထို့မှတစ်ဆင့်တက်ပြီးတော့နောက်ဆုံးတော့နိဗ္ဗာန်ထိတိုင်အောင်အဆင့်မြင့်သွားတဲ့အနေအထားကိုမရောက်နိုင်ဘူးလားဒါပါလေအသေးကောင်းမှုကြိုးစားရာကနေတစ်ဆင့်နောက်ဆုံးနိဗ္ဗာန်လမ်းကိုဘုံဘုံတို့ရှောက်လန်းကြတဲ့သဘောပေါ့နော်အဲ့တော့ဒီနေ့အနားရှိပြီတော့မိနစ်30တောင်ရှိပြီနော်မိနစ်30ရှိသွားပြီဆိုတော့တော်လောက်ပြီလို့ထင်ပါတယ်ဟုတ်လားအဲ့တော့ပြောရင်ဒါလေးတွေစုံအောင်ပြောလိုက်ရတယ်လို့လည်းဘုံဘုံစီထဲမှာကြည်နေပါတယ်ဟုတ်လားအဲ့တော့အဓိကဘာကိုပြောတာတော့အသေးဆိုးတာရဲ့အသေးကောင်းတာရဲ့တော့သေခြင်းတရားလူတိုင်းနဲ့ပတ်သက်ဆက်ဆက်နေတယ်ရှောင်လွှဲလို့မရတစ်ချိန်ချိန်မှာတွေ့ရမှာဒါကိုဘုံဘုံတို့ကနားလည်မှုရှိအောင်သိအောင်မြင်အောင်မလုပ်ထားဖို့လိုတော့လေ့လာထားဖို့လိုတယ်နော်ကြိုးပမ်းအားထုတ်ထားဖို့လိုတယ်သူနဲ့တွေ့လာတဲ့အခါမှာရင်ဆိုင်နိုင်တဲ့ရှိအောင်ပြင်ဆင်ထားဖို့လိုတယ်ဒီအပိုင်းတွေကိုပြောတာဟုတ်လားအာမှမသိပဲနဲ့ဘူးလူဝါဒသူ့ကိုစိတ်ကိုမဝင်စားဘူးဆိုရင်သေကြတဲ့အဲ့ဒီလူသေခါနေမှာဒုက္ခရောက်ပြီးတော့သေရလိမ့်မယ်တခြားဘာတွေရှိလို့ဘာကြီးပဲဖြစ်လို့ပဲနေသေခြင်းတရားမှနားလည်အောင်မလုပ်ခဲ့ဘူးနော်အစဉ်ပြေအောင်မပြင်ဆင်ခဲ့ဘူးဆိုရင်တော့သူလှုပ်ထားတာနဲ့တန်တဲ့အကျိုးရလဒ်ပဲသူရမှာပါလေဟုတ်လားဒါပဲနော်ဒါကြောင့်မို့လို့တတိဆိုတဲ့အဆောင်အရှောက်တရားနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုနော်ဘေးကင်းအောင်အန္တရာယ်ကင်းအောင်ကာကွယ်ဆောင်ရှောက်ပြီးတော့နော်အသေးကောင်းတဲ့လူတွေဖြစ်အောင်ကြိုးစားနိုင်ကြပါသေးထို့မှတစ်ဆင့်နော်နောက်ဆုံးမဉ္ဇဉ်ဘုံဉ္ဇဉ်ဖြစ်နိဗ္ဗာန်ချမ်းသာဖို့မျက်မှောက်ပြုနိုင်သည့်အထိကြိုးပမ်းအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်း